ဇလန်အစမှာတော့အစီနဲ့အဖွဲ့ဟာအခန်းတစ်ခုထဲမှာပိတ်မိနေပြီးရေတွေကလည်းအရှိန်ဟုန်နဲ့တက်လာပါတယ်ထွက်ပေါက်မရှိတဲ့ဒီတေတွင်းကနေလွတ်မြောက်ဖို့အသက်ကိုအောက်ထားရင်းနီးလန်းရှာကြတာပေါ့တချို့ကအင်တာပိုက်ကိုသုံးပြီးလေးရအောင်စူးစမ်းနေချိန်မှာအစီကတော့နိုင်ငံကမှန်ချက်ကြီးကိုသတိထားမိသွားပါတယ်ဒါဟာတစ်ဖက်မြင်မှန်ဖြစ်နေမှန်တိလိုက်တဲ့အစီကအားကုန်သုံးပြီးထိုးခွဲလိုက်တဲ့အခါမှာတော့သူတို့အားလုံးအသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့ဒါဟာ Kingsman လို့ခေါ်တဲ့လှုပ်ဝက်အေဂျင့်အဖွဲ့တင်မှာပါဝင်ဖို့အတွက်ပထမဆုံးစမ်းသပ်ချက်သာရှိပါသေးတယ်ဇလန်က1998ခုနှစ်ကိုပြန်သွားပါတယ်။အဲ့ဒီတုန်းကအရှိအလဲပိုင်းကရဲတိုက်တစ်ခုမှာအေဂျင့်အဖွဲ့ဟာစစ်စင်ရေးတစ်ခုလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာအေဂျင့်တယောက်ဖြစ်တဲ့လီအန်ဝင်ဟာသူ့ရဲ့အထက်လူကြီးဟယ်ရီဟတ်ကိုကယ်တင်ဖို့အတွက်ကိုအသေးခံဘုံခွဲသမားနဲ့အတူအနစ်နာခံသွားခဲ့ပါတယ်။ဒီအဖြစ်အပျက်ကြောင့်ဟယ်ရီဟာနောင်တရီနဲ့နေထိုင်ခဲ့ရပြီးလီရဲ့ဇနီးမီရှယ်နဲ့တားဖြစ်သူ SCC ကိုတွားရောက်ခဲ့ပါတယ်။ဟယ်ရီကဂုဏ်ပြုဆုတစ်စိတ်ကိုပေးခဲ့ပေမဲ့မီရှယ်ကညှင်းပယ်ခဲ့တာကြောင့်သူကအဲ့ဒီဆုတစ်စိတ်ကိုငငယ်လေးပဲရှိသေးတဲ့ SC လက်ထဲထည့်ပေးခဲ့ပါတယ်။အဲ့ဒီဆုတစ်စိတ်ရဲ့နောက်ကျောမှာအကူအညီလိုအပ်ရင်ခေါ်ဆိုနိုင်မဲ့လှုပ်ဝက်ဖုန်းနံပါတ်တစ်ခုပါဝင်နေပြီးဟယ်ရီကကောင်းလေးကိုသူ့ကိုယ်သူဂရုစိုက်ဖို့နဲ့မိခင်ဖြစ်သူကိုစောင့်ရှောက်ဖို့မှာကြားခဲ့ပါတယ်။19နှစ်အကြာမှာတော့ပါမောက္ခအာနိုးဟာတောင်ပေါ်အိမ်လေးတစ်ခုမှာပြန်ပေးဆွဲခံထားရပါတယ်။အဲ့ဒီအချိန်မှာ Kingsman အေဂျင့်တယောက်ဖြစ်တဲ့ Lancelot ကတယောက်တည်းဝင်ရောက်စီးနင်းပြီးကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Richard Mon ဘလင်တိုင်းရဲ့လက်ပါစီလူသက်သမားကာဆဲရောက်လာပြီး Lancelot ကိုတပ်ပစ်လိုက်ပါတယ်။ Richard Mon ဘလင်တိုင်းဆိုတာကတော့ကမ္ဘာတစ်ဝန်းလုံးကိုအခမဲ့စင်ခေါ်တွေဝင်ငှနေတဲ့ဘီလီယံနာတယောက်ပါ။သူဟာပါမောက္ခအာနိုးကိုသူ့ရဲ့လှုပ်ဝက်အစီအစဉ်မှာပါဝင်ဖို့တင်သွင်းလိုက်ပါတယ်။ Kingsman ဆိုတာအပေါ်ရန်ကြည့်ရင်အစစ်မြင့်မျိုးသားဝတ်စုံချုပ်တဲ့ဆိုင်တစ်ဆိုင်ပါဒါပေမဲ့တကယ်တမ်းမှာတော့ပထမကမ္ဘာစစ်အတွင်းအမွေဆက်ခံသူဆုံးရှုံးသွားတဲ့တထေးကြီးတွေစုပေါင်းတည်ထောင်ထားတဲ့ကမ္ဘာအနေအတွေကိုတားဆီးပေးတဲ့လှုပ်ဝက်အေဂျင့်အဖွဲ့အစည်းဖြစ်ပါတယ်အဖွဲ့ကောင်းဆောင်အာတာက Lancelot ရဲ့နေရာမှာအစားထိုးဖို့အေဂျင့်အသစ်ရှာဖွေဖို့ညွှန်ကြားလိုက်ပါတယ်နီးပညာကျွမ်းကျင်သူမာလင်ကလည်းဖြစ်ရပ်တွေကိုစုံစမ်းနေပြီးဟယ်ရီကတော့ဒီကိစ္စရဲ့နောက်ွယ်ကတရားခံကိုရှာဖွေဖို့တာဝန်ယူလိုက်ပါတယ်ဒီအချိန်မှာတော့အစီဟာလူကြီးဖြစ်နေပါပြီသူဟာသူ့ရဲ့မိခင်နှမလေးနဲ့အတူနှိပ်စက်တဲ့ပထွေးဖြစ်သူဒင်းတို့နဲ့နေထိုင်နေရပါတယ်ဒင်းကသူ့အမေပေါ်မကောင်းသလိုအစီကိုလည်းအမြဲနေလေးရှိပါတယ်တညမှာတော့အစီနဲ့သူ့တငယ်ချင်းတွေဟာဒင်းရဲ့တပည့်တွေနဲ့စကားများရကနေသူတို့စီကကားတော့ကိုခိုးပြီးကားနဲ့ပတ်မောင်းပြီးပညာပေးခဲ့ပါတယ်ဒါပေမဲ့ရဲတွေနောက်ယောင်ခံလိုက်လာတာကြောင့်အစီကတငယ်ချင်းတွေကိုလှုပ်ပေးပြီးအခန်းခံလိုက်ပါတယ်ထောင်ထဲရောက်နေချိန်မှာအစီဟာငငယ်ကဟယ်ရီပေးထားတဲ့ဆုတစိတ်ကိုတတိယပြီးအကူအညီတောင်းလိုက်ပါတယ်မကြခင်မှာပဲဟယ်ရီကသူ့ကိုထောင်ကနေလှုပ်ပေးအောင်စီစဉ်ပေးခဲ့ပါတယ်ဟယ်ရီကသူ့ကိုယ်သူကာလာဟက်လို့ခေါ်တဲ့ Kingsman အေဂျင့်တယောက်ဖြစ်ကြောင်းအစီကိုဖွင့်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဒင်းရဲ့တပည့်တွေရောက်လာပြီးဟယ်ရီကိုရန်စခဲ့တာကြောင့်ဟယ်ရီကသူတို့အားလုံးကိုအင်းကြီးပဲပညာပေးလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါဒင်းကအစီကိုရန်ရှာဖို့ကြိုးစားပေမဲ့ဟယ်ရီက SCC မှာလှုပ်ဝက်တက်ဆင်ထားတဲ့စက်ကနေတဆင်တတိပေးလိုက်တာကြောင့်ဒင်းကကြောက်ပြီးနောက်ဆုတ်သွားပါတယ်။အဲ့ဒီနောက်မှာတော့ဟယ်ရီက SC ကို Kingsman ဝစ်စုံချုပ်ဆိုင်စီခေါ်သွားပြီးအေဂျင့်အသစ်အဖြစ်လေ့ကျင့်ဖို့တိုက်တွန်းခဲ့ပါတယ်။ Kingsman ဌာနချုပ်မှာတော့မာလင်ရဲ့ကြီးကြပ်မှုနဲ့အတူခက်ခဲတဲ့စမ်းသပ်ချက်တွေကိုစတင်ပါတယ်။အဲ့ဒီမှာ SC ဟာထက်မြက်တဲ့မိန်းကလေးရော်စီနဲ့ချမ်းသာလို့လူဝါးဝါတက်တဲ့ချာလီတို့နဲ့တွေ့ဆုံခဲ့ပါတယ်။ပထမဆုံးညမှာတင်ရေတွေပြည့်လာတဲ့အခန်းထဲမှာအသက်ဘေးကလွတ်အောင်ကြိုးစားခဲ့ရတဲ့စမ်းသပ်ချက်ကို SC နဲ့အဖွဲ့ကအောင်မြင်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်းပြန်ပေးဆွဲခံခဲ့ရတဲ့ပါမောက္ခအာနိုးဟာဘာမှမဖြစ်တယ်လို့ကြောင်းပြန်တက်နေတာကြောင့်ဟယ်ရီကတွားရောက်စစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့စစ်မေးနေတော့မှပဲပါမောက္ခရဲ့လက်ဘေးမှာတက်ဆင်ထားတဲ့ microchip ပြပောက်ကွဲပြီးပါမောက္ခတေဆုံးသွားပါတယ်။ဟယ်ရီလည်းဘုံခွဲတိုက်ခိုက်မှုကြားကနေတီတီလေးလွတ်မြောက်ခဲ့ပါတယ်။တကယ်တော့ဒါဟာဘီလီယံနာဘလင်တိုင်းရဲ့အကြံစီဖြစ်ပါတယ်။ဘလင်တိုင်းဟာဆွီဒင်ဘုရင်ကိုသူ့ရဲ့ chip ပြအစီအစဉ်နဲ့ပါဝင်အောင်စီးရုံးနိုင်ခဲ့ပေမဲ့အစီအစဉ်ကိုလက်မခံတဲ့မင်းသမီးဒေတာကိုတော့ပြန်ပေးဆွဲပြီးပိတ်လောင်ထားလိုက်ပါတယ်။တစ်ဖက်မှာလည်းမာလင်ကပါမောက္ခအာနိုးကိုတက်ခဲ့တဲ့ဘုံဟာဘလင်တိုင်းကုမ္ပဏီကထုတ်တာဖြစ်ကြောင်းရှာဖွေတွေ့ရှိသွားပါတယ်။ဟယ်ရီဟာတထေးကြီးတယောက်အတွင်းနဲ့ဘလင်တိုင်းစီချင်းကပ်ပြီးညစာစားပွဲတက်ရောက်ခဲ့ပေမဲ့ပါနက်တဲ့ဘလင်တိုင်းကဟယ်ရီရဲ့အကျော်ရမကထဲမှာခြေရာခံချက်တွေထည့်ပြီးပြန်လည်စောင့်ကြည့်ခဲ့ပါတယ်။ Kingsman လေ့ကျင့်ရေးမှာတော့လေကြီးခုံတာနဲ့ယထာတန်လန်းပုံမှာစစ်ဆေးမြင်းမြန်းခံရတဲ့စမ်းသပ်ချက်တွေကို SC နဲ့ Rossi တို့အောင်မြင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးအဆင့်မှာတော့ SC တယောက်မမျှော်လင့်ပဲကြာရှုံးသွားခဲ့ပါတယ်။အဲ့ဒါကတော့သူကိုယ်တိုင်ကျွေးမွေးပြုစုလာတဲ့ခွေးလေးကိုတနက်နဲ့ပြတ်တက်ဖို့အမိန့်ပေးခံရတာပါ။ SC ဟာခွေးလေးကိုမတက်နိုင်တာကြောင့်အေဂျင့်အဖြစ်အရွေးမခံရပဲ Rossi ကသာ Lancelot အသစ်ဖြစ်လာခဲ့ပါတယ်။နောက်မှသိလိုက်ရတာကအဲ့ဒီတနက်ဟာကြီးစံအစ်စ်မဟုတ်ပဲအေဂျင့်လောင်းတွေရဲ့ကိုချင်းစာတရားကိုစမ်းသပ်တာဖြစ်နေပါတယ်။ဘလင်တိုင်းဟာကင်တက်ကီကဖျားကြောင်တစ်ခုမှာသူ့ရဲ့စင်ကားအချက်ပြလိုင်းကိုစမ်းသပ်ဖို့ပြင်ဆင်ပါတယ်။ဟယ်ရီကအဲ့ဒီနေရာကိုတွားရောက်တားဆီးခဲ့ပေမဲ့ဘလင်တိုင်းကအချက်ပြလိုင်းကိုလွှင့်ထုတ်လိုက်တဲ့အခါဖျားကြောင်တွေကလူတွေဟာစိတ်ယူပေါက်ပြီးတယောက်နဲ့တယောက်တက်ဖြတ်ကြပါတော့တယ်။ဟယ်ရီလည်းအဲ့ဒီလိုင်းတန်ကိုခံစားခဲ့ရပြီးလူအားလုံးကိုတက်ဖြတ်မိခဲ့ပါတယ်။ဖျားကြောင်အပြင်ဘက်ရောက်တဲ့အခါမှာတော့ဘလင်တိုင်းကဟယ်ရီကိုတနက်နဲ့အနီးကပ်တက်လိုက်ပါတယ်ဒီမြင်ကွင်းကိုဗီဒီယိုကနေတဆင့်ကြည့်နေရတဲ့ SC နဲ့မာလင်တို့ဟာအကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားကြပါတယ်။ဟယ်ရီဆုံးရှုံးသွားတဲ့အတွက် SC ဟာ Kingsman ဌာနချုပ်ကိုအပြေးလွှားပြန်လာပြီးအကြီးအကဲအာတာနဲ့တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကအာတာရဲ့လက်ဘေးမှာလည်းဘလင်တိုင်းစီကရထားတဲ့ချစ်ပြအမာရုပ်ကိုတွေ့လိုက်ရပါတယ်။တစ္ဆာဖောက်အာတာဟာ SC ကိုအစိတ်ခတ်တက်ဖို့ကြိုးစားခဲ့ပေမဲ့ပါနက်တဲ့ SC ကခွက်ချင်းလဲလိုက်တာကြောင့်အာတာပဲအစိတ်မိပြီးတေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက် SC ဟာအာတာရဲ့လက်ဘင်းကချစ်ပြကိုယူပြီးမာလင်ရော်စီတို့နဲ့ပူးပေါင်းကကဘာကြီးကိုကယ်တင်ဖို့စီစဉ်ပါတော့တယ်။ရော်စီကအာကာသထဲကဘလင်တိုင်းရဲ့ဂျိုတုကိုဖျက်ဆီးဖို့တာဝန်ယူပြီး SC ကတော့အာတာအယောင်ဆောင်ကဘလင်တိုင်းရဲ့ဌာနချုပ်ထဲကိုတယောက်တည်းဝင်ရောက်သွားခဲ့ပါတယ်။ဌာနချုပ်ထဲမှာ SC ရဲ့ရုပ်ဖြတ်မှုဟာအဆင်ပြေနေပေမဲ့အရင်ကပြိုင်ဘက်ချာလီနဲ့တွေ့တဲ့အခါမှာတော့လူမိသွားပါတယ်။တစ်ဖက်မှာလည်းရော်စီကဂျိုတုကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့ဘလင်တိုင်းမှာအပူဂျိုတုတစ်ခုရှိနေပါသေးတယ်။
ချိန်မရှိတော့တာကြောင့်အစီကမာလင်ကိုချစ်ပြားတွေအားလုံးကိုဖောက်ခွဲပစ်ဖို့အကြံပေးလိုက်ပါတယ်အဲ့ဒီခါမှာတော့ဘလင်တိုင်းဘက်တော်သားတတိကြီးတွေအားလုံးရဲ့ခေါင်းတွေဟာတပြိုင်နက်တည်းပောက်ကွဲကုန်ပါတော့တယ်ဒါပေမဲ့ဘလင်တိုင်းကအချက်ပြလိုင်းကိုလွှတ်ထုတ်လိုက်နိုင်တာကြောင့်ကဘာတဝမ်းမှာလူတွေဟာတယောက်နဲ့တယောက်ယူသွစွာတက်ဖြတ်ကြပါတော့တယ်အစီရဲ့အမေတော်သူ့ကလေးကိုပြန်တက်ဖို့ကြိုးစားတဲ့အထိအခြေအနေတွေဆိုးရွားလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအစီဟာခြေတူးနဲ့လူသက်သမားဂါဇက်ကိုအနိုင်တိုက်ပြီးနောက်ဆုံးမှာတော့ဘလင်တိုင်းကိုတက်ဖြတ်ကအချက်ပြလိုင်းတွေကိုရက်တက်လိုက်နိုင်ခဲ့ပါတယ်